င်္ဂလာပါရှင်မန္တလေးကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလွင်မှာ LD ဆွဲရရတနာဘုံမြို့သစ်စီမံကိန်းကိုမြောင်လိုင်းကပြန်ပြီးကောင်တယ်ပေါ်နေပြီးတာဖြစ်သူအောင်ပြည့်စုံရဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီကစေယုံလန်းနေနဲ့ခြေကစောင့်နေဆောက်လုပ်ခွင့်ရရှိမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာ LD ဆွဲရရတနာဘုံမြို့သစ်စီမံကိန်းကိုမြောင်လိုင်းကပြန်လဲကောင်တယ်ပေါ်နေပြီးမြောင်လိုင်းဒါဖြစ်သူအောင်ပြည့်စုံပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီကစေယုံလုပ်ငန်းနေနဲ့အခြေခံအဆောက်အုံတွေဆောက်လုပ်ခွင့်ရရှိကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ထံကနေသိရတယ်။မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်3000ကျာနေရှိမြေကတထောင်မှာရတနာဘုံမြို့သစ်စီမံကိန်းကို2016ခုနှစ်မှာစတင်ကောင်ထည်ဖော်ခဲ့ပြီး2020ခုနှစ်မှာဆက်လက်အကောင်ထည်ဖော်ရင်ကြိုးပမ်းနေစဉ်ရဆိုင်ခဲ့ကြောင်း LD ဆွဲကအထက်မြန်မာပြည်စိမ်းအောင်တဲ့နည်းပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းဖြေဝန်ဆောင်မှုမြို့သစ်ဖန်တီးရန်ရွေးချက်တဲ့အဆိုပါစီမံကိန်းကိုစတင်ခဲ့တော့လဲ2020ခုနှစ်မှာပြန်လည်ရဆိုင်ခဲ့ကြောင်းယခုကအကြမ်းဖက်စစ်ကောင်ဆောင်မျိုးလိုက်ကရတနာဘုံမြို့သစ်စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီးစောက်လေဝင်ကြီးဦးဆောင်တဲ့အဖွဲ့ဝင်12ဦးပါရတနာမြို့သစ်စီမံကိန်းကြီးကြပ်မှုကော်မတီကိုယခုနှစ်ဩဂုတ်လ30ရက်နေ့ဖွဲ့စည်းခဲ့ကြောင်းရင်းစီမံကိန်းမှာစစ်တပ်နဲ့နေရခရိုနီရဲ့လုံပိုင်ခွင့်ရရှိမဲ့ပြင်လက်တလုံးမြောက်လဲတာအောင်ပြည့်စုံကစေယုံလန်တဲ့အခြေခံဆောင်နေတိကျခွင့်ရရှိထားကြောင်းသိရတယ်။ရတနာဘုံမြို့သစ်စီမံကိန်းက LD ဆွဲလက်ထက်ကရာရဲဆိုင်သွားစီမံကိန်းမှာအရာကိုတော့အခုပြန်စားဖို့လုပ်နေပြီးရခိုင်စားရထားစီမံကိန်းကိုပဲပြန်လည်ပြီးတော့နိုင်ငံတော်စီမံကိန်းဖြစ်နေပြန်လည်စတင်တာပြည်ဦးလွင်မြို့ကအထက်မြန်မာပြည်အစိမ်းရောင်နဲ့နည်းပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းဖြေဝန်ဆောင်မှုမျိုးဖန်တီးပြန်ဖြစ်ပြီးရည်ရွယ်တဲ့အဆိုပါရတနာဘုံမြို့သစ်စီမံကိန်းကိုမြို့ပြစီမံချက်တွေလည်းရေးဆွဲပြီးစီးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ရတနာဘုံမြို့သစ်စီမံကိန်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့ Agro-based Industrial Zone Research and Development Center တခုထူထောင်ရန် Education and Healthy Service Tourism Center ပေါင်းပြီးဖြစ်ပြီးစေယုံတွေလည်းပါပြီးဖြစ်ကြောင်းရခိုင်က LD ဆွဲလက်ထက်ကစီမံကိန်း၃ပိုင်းပါဝင်ပြီးစီမံကိန်းအဆင့်1မှာဧက2200ပါဝင်ကြောင်းစီမံကိန်းပိုင်း2မှာ2919ဧကပါဝင်ပြီးစီမံကိန်းပိုင်း3မှာ4944ဧကပါဝင်ကစက်မှုဇုံနဲ့အဆင့်မြင့်လူနေအိမ်ယာတန်ဖိုးမျှတအိမ်ယာကောက်ကွင်းစိုက်ပျိုးရေးဇုံနဲ့Agro Park Area တွေပါဝင်ဖြစ်ကြောင်းသိရတယ်။ရတနာဘုံမြို့သစ်စီမံကိန်းက2016ခုနှစ်မှာစတင်ကောင်ထည်ဖော်ခဲ့တော့လဲမအောင်မြင်တာကြောင့်2000ပြည့်နှစ်ကာလတွင်ရန်ဆိုင်သွားစီမံကိန်းတစ်ခုဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ်မှာခမ986တက်ကထွက်ပြေးလာစစ်မှုထမ်းတပ်သားတစ်တုံးကိုရေဘလူတပ်ဖွဲ့ကဖမ်းဆီးရရှင်။မွန်ပြည်နယ်ရေမြို့နယ်မှာခမ986တက်ကနေထွက်ပြေးလာစစ်မှုထမ်းတပ်သားတစ်တုံးကိုရေဘလူတပ်ဖွဲ့ကဖမ်းဆီးရရှိကြောင်းရေဘလူကပြောပါတယ်။နိုဝင်ဘာ30ရက်နေ့မွန်ပြည်နယ်ရေမြို့နယ်အခြေဆိုင်ခမရ986တိုင်းကနေစစ်မှုထမ်းတပ်သားတစ်တုံးကရေဘလူတန်ရဲ့ရှေ့တန်းစစ်မျက်နှာပြင်နေရာကိုတိန်ရှောင်ထွက်ပြေးလာကြကြောင်းထို့ကြောင့်စစ်မှုထမ်းတပ်သားတစ်တုံးကိုရေဘလူတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါတယ်။သူတို့မှလက်နက်တွေဘာတွေမပါဘူးလူလို့ပဲပြေးလာတက်ကနေထွက်ပြေးတိုင်းနဲ့ကျွန်တော်ရေဘလူစစ်မျက်နှာဖွင့်ထားနေရာကိုအကူအညီတောင်းခံတယ်။အကူအညီတောင်းခံလိုက်တဲ့ဖန်စီထိန်းသိမ်းတိုက်လာတော့ရေဘလူတစ်ဖွဲ့ကောင်းဆောင်ရေဘလူကရှင်းပြတယ်။ခမ986တိုင်းကထွက်ပြေးလိုက်စစ်မှုထမ်းတပ်သားတစ်တုံးမှာစစ်မှုထမ်းပတ်စင်စနစ်ကနေအသက်24နှစ်ရဲ့စစ်မှုထမ်းတပ်သားအောင်တန်းဦး29နှစ်ရဲ့တပ်သားတင်ရန်နိုင်ဝင်း23နှစ်ရဲ့တပ်သားတင်ချစ်ထုံတို့ဖြစ်ကြောင်းသိရတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်မှာလူငယ်တွေကိုစစ်မှုထမ်းဖြစ်ပေါ်တော်ဆက်ဖန်စီပြီးစစ်မှုထမ်းခိုင်းနေရယခုအခါစစ်မှုထမ်းပတ်စင်20ရောက်ရှိလာပြီဖြစ်တယ်။ဆက်လက်ပြီးချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်း3ကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်ကအရာရှိနဲ့စစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ချင်းပြည်နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်း3ညခုခံတိုက်ခိုက်ရာစစ်တပ်ဘက်ကဗိုလ်မှူးလှမျိုးတို့အပါအဝင်ဗိုလ်ကြီးစစ်သားများပြားကိုချင်းမုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းစစ်တပ် Civil Defense Military စစ်တပ်စင်ကယမနေ့နိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်တယ်ယခုနှစ်မေလကနေဩဂုတ်လအတွင်းမှာစကိုင်းတိုင်းကလေးမြို့ကနေစစ်ကြောင်းထုတ်လာအင်အား800ကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်ဒေသတင်မဟာမိတ်အင်အားစုတွေကခိုင်ကန်းစစ်ကြောင်းတမကပြင်းထန်ခုခံကာကွယ်ပြီးလက်နက်ခဲယမ်းတချို့ကိုတင်စီရရှိခဲ့ကြောင်းထို့သောခုခံတိုက်ခိုက်မှုတွေတွင်တော်လှန်ရေးပေါ်စနဦးစားဆောင်ကတချို့တန်ရခဲ့ကြောင်းသိရတယ်။ထို့တော်လည်းစစ်တပ်စစ်ကြောင်းအပြည့်သက်ဆုတ်ခွာသွားခြင်းမရှိဘဲချင်းပြည်နယ်အဝင်9မိုင်ခန့်တနေရာမှာတက်စကန်ထိုင်ချကအင်အားဖြစ်တင်လျက်ရှိနေခဲ့ကြောင်းသိရတယ်။စစ်တပ်ကအော်တိုဘာလကုန်ပိုင်းကစပြီးတီးတိမ်မျိုးပေါ်ကိုလေကြောင်းနဲ့စစ်သားအင်အားတွေချိန်ပြဲလဲဖြစ်တင်ကနိုဝင်ဘာလဆန်းပိုင်းမှာချင်းပြည်နယ်ဝင်ခိုင်ကမ်းဘက်ကနေတိုင်းငယ်ဘက်ကိုဦးတည်ပြီးစစ်ကြောင်းတို့ကြောင့်စတင်ထိုးဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်ရန်နိုင်ငံတွင်တီးတိမ်မျိုးကနေတိုင်းငယ်ဘက်ကိုနောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့ကလေးတောင်ပိုင်းကနေဝေဘူးလာဖလန်မျိုးဘက်ကိုဦးတည်ပြီးစစ်ကြောင်းတစ်ကြောင်းထပ်မံထိုးဆင်လာခဲ့ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကချင်းပြည်ဝင်နေရာဆောင်ကနေထိုးလာကြောင်းချင်းပြည်တပ်ပေါင်းစုနေနဲ့စုဖွဲ့ပြီးခုခံတော်လှန်ခိုင်ခံရှိခဲ့ကြောင်းထို့ကြောင့်ကိုနေရာကိုဖွဲ့စည်းတည်တည်နဲ့သာခုခံတော်လှန်ကြအင်အားမမျှတာကြောင့်တဖြည်းဖြည်းပြည်သူ့ဘက်တော်သားတွေအထင်ချုပ်နေရာတွေပြန်လဲလက်လွတ်ခဲ့ရကြောင်းသိပေးပါတယ်။ရင်းတိုက်ပွဲများတွင်တိုင်းငယ်ဘက်ကိုဦးတည်ပြီးထိုးစစ်ဆင်လာစစ်တပ်စစ်ကြောင်းမှာဗိုလ်မှူးလှမျိုးတို့ပါဝင်စစ်ဗိုလ်များအပြားကိုခုခံချိန်မုန်းနိုင်ခဲ့ပြီးချင်းပြည်ချင်းလက်အင်အားစုဘက်ကနေရဲဘော်9ဦးမြင့်မြတ်စွာအသက်ပေးဆက်ရကောင်းပေးဆက်ခဲ့ရခုချိန်ဒီတိုင်းဂျပန်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်ဆဲဖြစ်ပြီးခီးစုံတိုင်းဆက်လက်တိုက်ပွဲဝင်သွားပြီဖြစ်ကြောင်း
ယခုနှစ်အတွင်းဂျပန်စစ်တပ်ထိုးစစ်တိုက်ပွဲတွေကိုချင်းပြတော်လဲအင်အားစုများအနေဖြင့်အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ကြောင်း CDF Cleveland Defense Military CDF စည်ရင်ကအတည်ပြုပါတယ်။ဆက်လက်ပြီးမြောက်ရီမှာ KNU ကစစ်ဆေးမှုတွေလုပ်နေတဲ့မင်းလက်ပံကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရှမနီညပိုင်းထိုင်းဘက်ကိုလက်နက်ကြီးကြီးထပ်မံကြောက်ပြီးထိုင်းစစ်တပ်ကမိကြီးပြစ်ဖောက်သတိပေးမြောက်ရီမြို့နယ်တွင် KNU ကစစ်ဆေးမှုတွေလုပ်နေတဲ့မင်းလက်ပံကြားဖြန့်ဝင်ကိုပြန်လည်ရရှိစစ်တပ်ကပြင်းထန်ထိုးစစ်ဆင်နေရှမနီညနေပိုင်းတိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းကရင်စစ်သတင်းမြေကပြောတယ်နိုဝင်ဘာလ30ရက်နေ့မြောက်ရီမြို့နယ်မင်းလက်ပံဒီကိုစစ်တပ်ကအလုံးရင်းနဲ့စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုကေဘတ်တွင်ကနေစစ်တပ်က၎င်းမြောက်ရီမြို့ဆောင်တပ်285က၎င်းလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးမှာယနေ့မနက်ပိုင်းထိုင်းနိုင်ငံကိုကြောက်ခဲ့ပြီးမြန်မာရွှေ့ပြောင်းလို့သမား2ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာလည်းမြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကထိုင်းနယ်ကိုထပ်မံကြောက်သဖြင့်ထိုင်းစစ်တပ်ကအသိပေးမိကြီးမြန်မာဘက်ကိုဖောက်ခွဲပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ညဖက်တိုက်ပွဲတွေကြားမှာကြားဖြန့်တရုတ်တွေနဲ့ကြားဖြန့်ရုံမှအလုံသမားတွေမှာပိတ်မိနေစေဖြစ်ပြီးထိုင်းမြန်မာနယ်စပ်တောင်မြစ်ကမ်းပေးမှာတောင်တင်နေစေဖြစ်ကြောင်းထိုင်းစစ်တပ်ကလည်းတောင်မြစ်ကမ်းပေးမှာတောင်တင်နဲ့ကြားဖြန့်တရုတ်တွေကိုလက်မခံသေးပဲဆက်လက်ဆောင်ကြည့်နေကြကြောင်းသိရတယ်။ထိုင်းဘက်အချမ်းကိုလက်နက်ကြီးစတိုက်ကြောင်းနေတဲ့ဖြစ်ထိုင်းစစ်တပ်ကမြန်မာဘက်ကနေထိုင်းဘက်ကိုကမ်းကူးခွင့်တွေပိတ်ပင်ထားကြောင်းသိရတယ်။မင်းညကထိုင်းဘက်ကိုလက်နက်ကြီးထပ်ကြလို့ထိုင်းဘက်ကမိကြီးမြန်မာဘက်ကိုပြစ်ပြီးကြည်မကြောဖို့အချက်ပြတယ်။နောက်ပြီးထိုင်းမြန်မာနယ်စပ်ကမ်းကူးတဲ့နေရာခုနှစ်ရက်ပိတ်တဲ့ထိုင်းဘက်ချမ်းမှာပြည်သူတွေကိုလည်းကြီးလွတ်မဲ့နေရာတွေရွှေ့ပေးနေတယ်။အခုကမင်းလက်ပံဘက်မှာစစ်ကြောင်းထိုးလာလို့မော်လီတရာပိတ်ထားတယ်ပြီးတော့ထိုင်းမြန်မာနယ်စပ်မော်လီချိုင်းကန်ကူပိတ်တယ်။ကြောက်ခတ်ကန်ကူပိတ်တယ်မင်းလက်ပံပိတ်တယ်အလုံးပိတ်ထားတဲ့ထိုင်းဘက်နဲ့ DKBA ကပိတ်တာလို့ကရင်စေသတင်းမြေကပြောတယ်။ညရီမြို့နယ်မင်းလက်ပံကျဲနီမာရှက်ကြားဖြန့်တွေကို KNU ကနိုဝင်ဘာ20ရက်နေ့တင်ပိုက်ခဲ့ပြီးဆိုပါနေရာရှိကြားဖြန့်အလုံးရုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးလှုပ်ဆောင်နေခြင်းစစ်တပ်ကထိုးစစ်တဲ့အရှိန်အမြင့်နေခဲ့ခြင်းပဲဖြစ်ပါတယ်။ဆရာဘီမိုးကုတ်မြို့ကနေမုံမိတ်မြို့ဘက်ကိုချီတက်လာတဲ့စစ်ကြောင်းကို KIA PDF ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရပုံမှုစင်တော်ဘူးတီပြုမန္တလေးတိုင်းမိုးကုတ်မြို့ကနေမုံမိတ်မြို့ဘက်ကိုချီတက်လာတဲ့စစ်ကြောင်း KIA PDF ပေါင်းတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းသတင်းမြစ်ကပြောဆိုပြီးဆိုပါသတင်းမှာမှန်ကန်ကြောင်း KIA ကိုပြောရေးဆိုခွင့်ရှိသူပုံမှုစင်တော်ဘူးကအတည်ပြုတယ်နိုဝင်ဘာလ30ရက်နေ့ည8:00နာရီချိန်မိုးကုတ်မြို့ဘက်ကနေမုံမိတ်မြို့ကိုထွက်လာတဲ့စစ်ကြောင်းနဲ့ KIA PDF ပေါင်းတော်လိုင်းတပ်တွေကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းဆိုပါတိုက်ပွဲသေးစိတ်အခြေအနေကိုမေးမြန်းနေဆဲဖြစ်ကြောင်း KIAပြောရေးဆိုခွင့်ရှိသူပုံမှုစင်တော်ဘူးကရှင်းပြတယ်။ပုံမှုစင်တော်ဘူးကနိုဝင်ဘာလဆန်းပိုင်းဆက်တွယ်မြင့်မြတ်ချမ်းမှာ TNL စောက်ခွာမဲ့မုံမိတ်မြို့ကနေ ABSDN နဲ့ PDF တို့ကို KIA ကစေကူညီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မုံမိတ်မြို့နယ်မှာ KIA တပ်ရင်းနေရှိပြီး ACDF PDF တို့နဲ့အတူပူးတွဲရှိနေကြောင်းတပ်ပေါင်းစုဖြစ်အတူတူနေထိုင်ပြီးချိန်ချထားကြောင်း KIA နေဖြစ် TNL စောက်ခွာမဲ့မုံမိတ်မြို့နယ်ပတ်သက်ပြီးစေရဆောင်ရွက်မရှိတော့လဲ ABSDN နဲ့ PDF တို့ရဲ့စေလှုပ်ရှားမှုလှုပ်ဆောင်လာနေ KIA ကကူညီသွားပြီးဖြစ်ကြောင်းပုံမှုကြီးတော်ဘုကပြောဆိုတယ်။မုံမိတ်မြို့နယ်ထဲမှာကျွန်တော် KIA တပ်ရင်34ရှိတဲ့ KIA PDF တပ်ပေါင်းစုအတူတူနေတဲ့ချိန်ချထားတဲ့မုံမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDN နဲ့ PDF တွေကိုတော့ KIA ကူညီနေမျိုးရှိပါတယ်။မုံမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမုံမိတ်ခရိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေအရမြစ်တို့ပင်ခက်ခဲတဲ့ဇုံတွင်းစေကမှုပြည်သူနဲ့တသားရရှိနေပြီဖြစ်ကြောင်းထို့ပြင်စစ်ကော်မရှင်လက်အောက်ကိုမကျစီရန်နဲ့တော်လိုင်းအောင်မြင်မှုပန်းနိုင်စီကိုအမြန်ဆုံးရရှိစေတော်လိုင်းညီနောင်မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးအောင်မြင်မှုရတဲ့ဆက်လက်ချီတက်သွားပြီဖြစ်ကြောင်းကတိသစ္စာပြုပါတယ်။ TNL ကအောက်တိုဘာ20ရက်နေ့မှာတရက်ကြားဝင်စိတ်ဆက်မှုနဲ့စစ်တပ်နဲ့ပြစ်ခတ်ရဆဲလိုက်ပြီးမုံကုန်းနဲ့မုံမိတ်မျိုးတွေကနေပြန်လည်ဆုတ်ခွာပြီးဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။နောက်ဆင်အောင်ပေးကြတဲ့အတွက်ထိုးပင်ကျေးဇူးတင်ရှိပါရရှင်